ဒီနေ့မျက်နှာတစ်ဆက်ပြကုံသွားပြီပေါ့နော်အဲ့ဒါအစ်စ်ဖောက်ဒါလေးဘူးတွေလည်းတုံးတယ်မျက်နှာတစ်ဘူးတွေလည်းတုံးတယ်ဒါပေမဲ့ဒါလေးကိုကြာတော့ဘာလို့ကြိုက်လဲဆိုတော့သူကရွှေနဲ့ဂျင်းစင်းနဲ့လုပ်ထားတာရွှေနဲ့ဂျင်းမှာရွှေအဖက်ကလေးတွေပါတယ်မှာရွှေနဲ့ဂျင်းစင်းနဲ့လုပ်ထားတာဟိုမှာသူကဘောနော် chemical မပါတဲ့အတွက်ကြောင့်မလို့ကလေးလူကြီးသုံးလို့ရတယ်ပြီးတော့ခါကျတော့ကိုကပေါ့နော်ညောင်းညာကြိုက်ခဲနေပေါ့အဲ့လိုရံမျိုးတွေစိတ်ဘယ်လိုကောင်းမပင်မန်းနဲ့နွမ်းနဲ့အဲ့လိုမျိုးရံမျိုးတွေမှာဒီဟာကိုတစ်ကိုယ်လုံးတိုက်လန်းသွားလို့ကသူ့ရဲ့အနံလေးကလည်းတင်းတင်းလေးအနံလေးကတင်းတင်းလေးဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲစားကျင်စရာအဲ့လိုမျိုးအနံလေးပေါ့နော်အတင်းတင်းလေးနဲ့အဲ့လိုမျိုးလေးအရန်ကောင်းတယ်ဒါကသုံးမှုတဲ့သူတော်တော်များများတော့ဒါမှဒါပဲစမ်းသုံးကြည့်မယ်ဆိုလို့ရှင်တော့အရင်ဆုံး try ကြည့်ပေါ့နော်ဒါပေမဲ့လည်းသုံးမိရင်တော့ကြိုက်တယ်လူကြည့်ပဲအခုဆိုလို့သူ့ကိုသုံးလိုက်လို့ရှင် तू ကတခြားမျက်နှာတက်တွေလို့ဖြူးသွားတာအဲ့လိုမျိုးတွေတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့မျက်နှာတက်ပြင်ဆွအီလေးဖြစ်နေတယ်ပြီးလို့ရှိလို့ရှင်तू ကအသားလေးကဝင်းလာတာတဖြည်းဖြည်းနဲ့အဲ့လိုမျိုးလေးဖြစ်တာပေါ့နော်အမှန်တကယ်တော့ဆက်ပြအခဲကိုမကြိုက်ဘူးဘာလို့လဲဆိုတော့ခီးတွေသွားမယ်ဆိုတဲရတာလှုပ်ရှုပ်တယ်လीเนาะဒါပေမဲ့လည်းဒီဟာလေးကကြတော့တကယ်ကိုပေါ့နော်ကိုယ့်အတွက် effective ဖြစ်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အတွက်ကြောင့်မလို့ဒါလေးကိုသုံးပါတယ်မိတ်ကပ်လိမ့်နှားလေးရတယ်ကိစ္စမရှိဘူးပြောင်းတယ်သူကအရင်နုညံ့နေဆိုရင်မိတ်ကပ်လိမ့်နှားလို့ရှိရင်ပထမတစ်ထပ်တစ်လိုက်တယ်ပေါ့နော်ပြီးတော့မှနောက်တစ်ထပ်ထပ်တစ်တယ်ဆိုရင်အကုန်ပြောင်းတယ်cleansing ဖြစ်သွားတယ်ပေါ့နော်တက်ကြီး cleanser တောင်းစရာမလိုဘူးအဲ့တော့ဒီနေ့မျက်နှာတက်လို့ရှိရင်တက်ပြမယ်ပေါ့နော်ဒီစပြလေးနဲ့တက်ပြမယ်အဲ့တော့ဒီနေ့အစ်စ်ထုတ်ပါပြီတခဲကို13500ပါ healthy shower ထုတ်တာပါသူကလုံးဝ side effect ကင်းပါတယ်ဝက်ရှင်သမားပဲဖြစ်ဖြစ်ဘလို့အသားရည်ပဲဖြစ်သုံးလို့ရပါတယ်ကလေးကအစသုံးလို့ရပါတယ်เนาะတကယ်လို့စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ရှက်ပေါက်မှာလာပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်